So Spider-Man 5ကဘယ်လိုပုံစံဖြစ်မလဲဆိုတော့ကျွန်တော်တို့အတူတူခံမှန်းကြည့်အောင်နော်အားလုံးပဲမင်္ဂလာပါခင်ဗျာ Spider-Man brand new တွေကိုတော်တော်များကြည့်ပြီးကြပြီလို့ယူဆပါတယ်ကြိုက်ကြမယ်လို့လည်းမျှော်လင့်ပါတယ်ကျွန်တော်တို့အရန်အောင်ကြိုက်ပါတယ်ခင်ဗျာကျွန်တော်ရုပ်ရှင်ကားတကားကိုကြိုက်ပြီဆိုလို့ရှိရင်နောက်ထပ် sequel ဘယ်လိုပုံစံလာမလဲဆိုတော့ခံမှန်းလေးရှိပါတယ်အထူးသဖြင့် super hero movie တွေဆိုရင်ပါပထမဆုံးကျွန်တော်တို့က Spider-Man 5ပဲအချိန်မှာထွက်မလဲဆိုတော့သိဖို့လိုပါတယ် Spider-Man က Marvel နဲ့ Sony ရဲ့သဘောတူညီချက်အရ9နှစ်နေတိုင်းတကားထွက်ရပါမယ်ဆိုတော့နောက်ထပ် Spider-Man ထွက်မဲ့အချိန်က sequel ကပြီးတဲ့အချိန်အဲ့လောက်မှာထွက်ဖို့များပါတယ် Secret War ထဲမှာ Spider-Man ပါမှာပါသိကြပါတယ်အဲ့ဒါကိုကျွန်တော်တို့ brand new day ရဲ့ post credit scene မှာ confirm လုပ်ပြီးသားပါဆိုတော့ Secret War ဘယ်လိုပုံစံမျိုးလဲအနည်းချုပ်ပြောရမယ်ဆိုလို့ရှိရင် Beyonder ဆိုတဲ့ပုံကိုတယောက်ရှိပါတယ်စัจ java တစ်ခုလုံးမှာတက်ရှိသူတယောက်ပဲရှိတဲ့လူပါဆိုတော့စัจ java တစ်ခုလုံးက energy ရဲ့ essence ကိုတော့သူ့စီမှာစုပြုံနေပြီးတော့ဖျားတစ်ပါးလိုမျိုးအစွမ်းထက်တဲ့လူတယောက်ပါတနေ့မှာသူက Marvel Universe ကိုတွေ့သွားပါတယ်အဲဒီမှာ hero တွေရော villain တွေရောအယောင်သွေးစုံတွေ့တဲ့အတွက်သူကအရန်ကိုသဘောတွေကြပြီးအကုန်လုံးကိုပြန်ပြီးဆွဲလိုက်ပါတယ်ဆွဲပြီးတော့သူဖန်တီးထားတဲ့ကဘာ patchwork ဆိုတဲ့ဟာမှာသူကအကုန်လုံးကိုထားလိုက်ပြီးတော့ကျွန်တော်တို့ကဘာဖလားလို့ပေါ့နော်ရှုံးထွက်သဘောမျိုးနဲ့ဘယ်တဲ့ဆိုင်မေးလိုက်ပါတယ် hero တွေကတစ်ဖက် villain တွေကတစ်ဖက်ကျွန်တော်တီးခဲ့သမျှ hero တွေအကုန်လုံး villain တွေအကုန်လုံးပါပါတယ်ခင်ဗျာဆိုတော့အနိုင်ရတဲ့ champion ကိုသူကလိုတဲ့ဆူတောင်းသူအဲ့ဆူကိုဖြည့်ပေးမယ်ဆိုပြီးသူပြောပါတယ်အဲ့လိုနဲ့တိုက်ကြခိုက်ကြတယ်ပေါ့ဗျာအဲ့ဒီမှာ Spider-Man ရဲ့ထင်ကြရဖြစ်တဲ့တစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒါဘာလဲဆိုတော့ Spider-Man ရဲ့နာမည်ကျော် symbiote suit အမဲရောင် Venom suit ကြီးကအဲ့ဒီ Secret War ဖြစ်စဉ်မှာရတာပါ Spider-Man ကဘယ်တဲ့ဆိုင်ရင်းနဲ့သူဝစ်စုံတော်တော်ကြီးကိုပျက်စီးသွားပါတယ်အဲ့ဒါကိုသူပြန်ပြင်ဖို့လုပ်တဲ့အချိန်မှာဝစ်စုံပြင်ရမယ်အစားဝစ်စုံအစ်စ်တစ်ခုသူ့ကိုယ်ပေါ်ရောက်လာပါတယ်အဲ့ဒါအမဲရောင်ဝစ်စုံပါအရန်ကိုအစွမ်းအားကြီးပါတယ်သူ့ခန္ဓာကိုယ်ရဲ့အစွမ်းနဲ့အကုန်လုံးအစ100 1000 1000လောက်နဲ့မြှောက်လိုက်သလိုမျိုး amplify ဖြစ်သွားတာပါအိုက်ဆုနဲ့ပဲ Spider-Man ဘက်တယ်တွေအများကြီးအောင်မြင်ပြီးတော့သူ Secret War ဖြစ်စဉ်အပြီးမှာကဘာပေါ်ပြန်ရောက်လာတဲ့အချိန်ကျတော့လေအိုက်ဆုကသူနဲ့တူပါလာပါတယ်အဲ့ဒီသူသိထားတာဒါအရန် advance ဖြစ်တဲ့ဆုတစ်ခုလိုပဲသိထားတာပါအဲ့လိုနဲ့သူ့စိတ်တွေတဖြည်းဖြည်းပြောင်းလဲလာတယ်ကြမ်းတမ်းလာတယ်နောက်မှသူသိလိုက်ရတာဒီဟာပုံမှန်စုတစ်ခုမဟုတ်ပါဘူးတကယ်ကတက်ရှိတစ်ခုပါ Venom symbiote ပါကျွန်တော်အားလုံးချစ်ကြတဲ့ Venom ဆိုတာအဲ့ကစတာပါဆိုတော့ပထမဆုံးဖြစ်နိုင်ခြေက Spider-Man နဲ့ Venom symbiote နဲ့နဗန်းလုံးရတဲ့ကိစ္စတွေဖြစ်လာနိုင်ပါတယ် Spider-Man Secret War အပြီးမှာသူအသိရလာတဲ့စုနဲ့သူကဘာမြေပေါ်ပြန်လာတယ်ပြီးရင် crime fighting ကိုပို့ပြီးထိရောက်လုံနိုင်တာတယ်သူ့အစွမ်းတွေကပို့ပြီးကြီးသွားတယ်ပြီးတော့သူ့မှာဒီ brand new day တွေကလိုမျိုးစိတ်ဖောက်တာတွေပဲမဖြစ်တော့ဘူးဒီဝစ်စုံကိုဝက်လိုက်ရုံပဲကျွန်တော်အရန်မြန်တဲ့ကားစီကိုတက်စီလို့ပေါ့နော်အဲ့ဒီအချိန်မှာတဖြည်းဖြည်းနဲ့သူ့စိတ်တွေကလည်းပို့ပြီးပြောင်းလဲလာတယ်ဘာလို့ဆိုတော့ Venom symbiote ကတက်ရှိဖြစ်တဲ့အတွက်သူ့ကိုလည်းပြန်ပြောင်းလဲတယ်သူနဲ့ MJ နဲ့ Nat နဲ့ကြားဆက်ဆံရေးရတယ်သူ့ရဲ့ cocky ဖြစ်လာတဲ့စိတ်ထားတွေကြောင့်ပျက်စီးလာမယ်လို့ယူဆတယ်ကျွန်တော်တို့ Tobey Maguire ရဲ့ Spider-Man 3 လို့ storyline မျိုးဖြစ်မယ်လို့ထင်ပါတယ်အဲ့ conflict တွေအကုန်လုံးကိုဖြေရှင်းတာရယ်ဒီ Venom symbiote ကိုဆွဲလန်းနေတဲ့သူ့ရဲ့စိတ်နဲ့ကိုပြန်ပြီးတိုက်တာတွေကျွန်တော်မြင်ရမယ်လို့ထင်ပါတယ် MCU မှာ Venom ကိုပထမဆုံးချိန်မြင်ရနိုင်ပါတယ်ခင်ဗျာအခုလောလောဆယ် Venom က Sony မှာပါ storyline နံပါတ်2ကgrounded story ဖြစ်ဖို့များပါတယ်။ဘာကြောင့်လဲဆိုတော့ brand new day မှာ grounded story neighborhood Spider-Man ကအရန်အောင်မြင်နေဆိုတာသိခဲ့ပြီးနောက်ပိုင်းမှာ producer တွေကအဲ့ဘက်ကိုပဲပြန်ပြီးအားဆိုင်နေတော့ပါပြီ။ Secret War နောက်ပိုင်းမှာကျွန်တော်တို့ကဘာပေါ်မှာအပြောင်းလဲအများကြီးဖြစ်သွားပါမယ်။အဲ့ထဲမှာ New York မှာကျွန်တော်မြို့တော်မှာအသစ်ရောက်လာပါတယ်။သူက Kingpin မှာဂရိုးကြီးနဲ့အရက်မြင့်လူတန်းကြီးတွေတကယ်မာဖီးယားခေါင်းဆောင်ကြီး။သူက New York မှာတကယ်မျိုးတော်ဝင်ဖြစ်လာတာပါ series တွေအတိုင်းပါပဲအဲ့လိုဖြစ်တဲ့အခါကျတော့ anti vigilante law ဆိုတော့သူထုတ်ပြန်ပါတယ်အဲ့လိုထုတ်ပြန်တဲ့အခါမှာ Spider-Man ဒီအလိုနေနဲ့လူဆိုးစင်းဝင်သွားပါတယ်ဆိုတော့အဲ့ဒါကိုတိုက်ဖြတ်ရင်းနဲ့Kingpin နဲ့ Spider-Man နဲ့တွေ့ကြတဲ့ဟာမျိုးကိုကျွန်တော်မြင်ရနိုင်ပါတယ်အဲ့ဒီမှာတခြားသော street level hero တွေအများကြီးနဲ့လည်း team up မြင်ရနိုင်ပါတယ်ခင်ဗျာဖြစ်နိုင်ရင်နံပါတ်3ကိုသွားအောင် Tom Holland က interview တွေမှာခဏခဏဖြေတဲ့စကားရှိပါတယ်။သူတစ်သက်လုံး Spider-Man မလုပ်ချင်ဘူးဆိုပြီးတော့ပါ။ဒီချိန်ချိန်မှာသူ့ရဲ့ Spider-Man နေရာကိုတခြားတစ်ယောက်ကိုသူပေးခဲ့မယ်ဆိုပြီးတော့ပြောပါတယ်။ Kevin Feige ကလည်း Spider-Man အသစ်တစ်ယောက် MCU ထဲကိုမကြခင်ရောက်လာဖို့ရှိရဆိုပြီးပြောပါတယ်။သူ refer လုပ်တဲ့လူကတော့ကျွန်တော် Miles Morales လူမဲ Spider-Man ဖြစ်ပါတယ်။သူကကျွန်တော်အရင်ကြိုက်တဲ့ character ထဲမှာပါပါတယ်ခင်ဗျာ။ Peter Parker က Miles Morales ကို Spider-Man ဖြစ်အောင်တေချာ train ပေးရင်းနဲ့နောက်ဆုံးမှာသူ့ရဲ့ Spider-Man ဆိုတဲ့တာဝန်ကိုလွှဲပေးဖို့ဖြစ်လာနိုင်ပါတယ်။ MCU မှာလည်း Spider-Man အသစ်ရောက်လာနိုင်ပါတယ် team up လုပ်မယ် mentorship လုပ်မယ် Iron Man နဲ့ Peter Parker ရဲ့ dynamic မျိုးကိုကျွန်တော်ဒီမှာပြန်မြင်ရနိုင်ပါတယ်အဲ့ခါကျလို့ရှိရင် Iron Man Tony Stark က Peter Parker ကို train ခဲ့တယ်လို့မျိုး Peter Parker ကလည်း Miles Morales ကိုပြန် train ရတဲ့ storyline ဖြစ်လာနိုင်ပါတယ်နောက်ဆုံးမှာ MCU ရဲ့ Spider-Man အသစ်ကိုမိတ်ဆက်ရတဲ့အဆုံးသတ်သွားနိုင်ပါတယ်ဆိုတော့နံပါတ်4နဲ့နောက်ဆုံးဖြစ်နိုင်ရေးတစ်ခုကိုသွားအောင်အဲ့ဒါက Sinister 6ပါSinister 6ကကျွန်တော်တို့တောက်လျှောက်
tease လာပေမဲ့တခါမှတော့ကျွန်တော် screen ပေါ်မှာမမြင်ရသေးပါဘူးဆိုတော့ဒီတစ်ခါမြင်ရဖို့ရှိရလို့ကျွန်တော်ယူဆပါတယ် MCU ရဲ့ universe ထဲမှာ Oscorp ကလည်းတကယ်ဖြစ်လာဖို့ရှိပါတယ် No Way Home မှာကျွန်တော် Oscorp အကြောင်းကိုနည်းနည်း tease လုပ်သွားတာရှိပါတယ်ဒါပေမဲ့ဒီမှာတော့တကယ်ကြီးကိုပြန်ဖြစ်လာနိုင်မယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ကနာမည်ကျော် Sinister Six နဲ့ Spider-Man နဲ့ဘယ်လိုစကန်သွားကြမလဲဆိုတော့ကျွန်တော်မြင်ရနိုင်ပြီးတော့နောက်ထပ် sequel တွေအတွက်လည်း build up လုပ်ပြီးသားဖြစ်သွားနိုင်ပါတယ်အဲ့ခါကျလို့ရှိရင်ကျွန်တော်နာမည်ကျော် villain တွေအများကြီးနဲ့ Spider-Man နဲ့နောက်တစ်ကြောပြန်ရင်ဆိုင်ရတာကိုတွေ့နိုင်ပါတယ်သူတီးခဲ့တဲ့ villain version တွေမဟုတ်တော့ဘူးဆိုတာမျိုးလည်းဖြစ်လာနိုင်ပါတယ်ဖြစ်နိုင်ရင်နည်းလေးနည်းပေမဲ့ကျွန်တော်အမြင်ရှင်ဆုံး storyline ထဲမှာပါပါတယ်ခင်ဗျာဆိုတော့အဲ့ဒါကျွန်တော်ထင်တဲ့ storyline ၄ခုပါခင်ဗျာဘယ်လိုသဘောရလဲပြောခဲ့ကြပါအောင်ဘယ်ဟာဖြစ်မယ်ထင်လဲဗီဒီယိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ See you in the next video